လောဘဇောတက်နေတဲ့ကုန်တယ်တူဟာအမျက်ပေါ်ရဖို့အတွက်အထူးတပ်ဖွဲ့ဝင်တွေကိုအစားအစာအတုတွေရောင်းချခဲ့ပါတယ်ဒါကိုအစ်စ်ဝင်လာတဲ့စစ်သားလေးတယောက်ကချက်ချင်းဆိုသလိုရိပ်မိသွားပါတယ်ပလက်စတစ်နဲ့နန်းစော်နေတဲ့ကြက်ဥဟင်းကြီးကိုကြည့်ပြီးသူဟာဒေါသတကြီးနဲ့ဇွန်းကိုပစ်ချလိုက်ပါတော့တယ်ဒါကိုမြင်သွားတဲ့တက်ခွဲမှုကတော့ဒီစစ်သားတစ်လေးဟာအင်ကအကျင့်ဆိုးတွေပါလာတယ်လို့ထင်ပြီးဆုံးမဖို့ရှေ့ထွက်လာခဲ့ပါတယ်စစ်သားလေးကတော့ကြောက်ရွံ့မနေပဲတက်ခွဲမှုကိုပါခမားကုန်တယ်စီကလက်စားထားတာလားဆိုပြီးပြန်လဲဆွဆွဲလိုက်ပါတယ်စစ်သားလေးကထမင်းမန်းကိုပါဘီးကိုပစ်ချလိုက်တဲ့အတွက်တက်ခွဲမှုကဒေါသအလိမ့်လိုက်ထွက်သွားပြီးအပြစ်ဘီးကိုပြင်ဆင်มาတော့တယ်ဒါပေမဲ့စစ်သားလေးကတော့မြေကြီးပေါ်ကအစားအစာတွေကိုလက်ညှိုးထိုးပြီးဒါတွေကအောက်တန်းစားအမိုက်တွေဝတ်အောင်မစားဘူးလို့အော်ဟစ်လိုက်ပါတယ်တက်ခွဲမှုကအံ့အားတင်သွားပြီးမိဖို့ကြောင့်လည်းဝင်ကထမင်းကိုကိုယ်တိုင်မြည်ကြည့်လိုက်တဲ့အခါမှာတော့ဗဇက်ထဲကလည်းချက်ချင်းပြန်ထွေးထုတ်လိုက်ရပါတယ်အစင်မြင့်ဆန်အစ်စ်တွေနေရာမှာပလတ်စတစ်ဆန်အတုတွေနဲ့အစားထိုးခံထားရတာကိုစစ်သားလေးဒေါသထွက်တာလည်းမစမ်းတော့ပါဘူးတက်ခွဲမှုကသူ့လူတွေကိုဥဆောင်ပြီးကုန်တွေကိုပညာပေးဖို့တွားခဲ့ပါတယ်ဒီလောက်ဆိုရင်ကုန်တွေကကြောက်သွားလိမ့်မယ်လို့ထင်ထားပေမဲ့ကုန်တွေကတော့အဆက်ကွဲရတဲ့အတွက်လက်စားချေဖို့ကြံစီပါတော့တယ်သူကအစားအစာတွေထဲမှာအတုပါတွေကိုပို့ပြီးတော့တိုးထည့်လိုက်ပါတယ်ထမင်းချက်ကတက်ခွဲမှုကိုဒီကြောင့်တည်င်းပို့တဲ့အခါစစ်ဆေးကြည့်လိုက်တော့ဒီတစ်ခါကုန်တွေပေးလိုက်တဲ့ပစ္စည်းတွေကပို့ပြီးတော့အတိတ်ပဲမရှိဖြစ်နေပါတယ်ဂျုံမုတ်တွေကသေးတွေဖြစ်နေပြီးဝတ်သားတွေကလည်းပလတ်စတစ်အတုတွေဖြစ်နေပါတယ်စစ်ပွဲစားတော့မယ့်အချိန်မှာအစားတော့ထောက်ပံ့ကြီးကမလုံခြုံတော့ဘူးဆိုရင်ဘလုံးမအောင်ပွဲမရနိုင်ဘူးဆိုတာကိုတက်ခွဲမှုကသိလိုက်ပါတယ်ဒီကုန်တွေနောက်ကွယ်မှာအင်အားကြီးတဲ့ကြောထောင်းနောက်ခံရှိနေမှသိလိုက်တဲ့အတွက်သူကအထက်လူကြီးတွေကိုတည်င်းပို့လိုက်ပါတယ်အဲ့ဒီညမှာပဲတက်ခွဲမှုကတက်လုံးကိုဥဆောင်ပြီးပလတ်စတစ်အစားတော့တွေထုတ်လုပ်တဲ့စက်ရုံကိုဝိုင်းရံပိတ်ဆို့ကလူမိုက်ကုန်တဲ့အားလုံးကိုအမိအယဖန်ဆီးနှိမ့်နှင်းလိုက်ပါတော့တယ်